Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ပွဲဖြစ်နေတယ်အောက်မှာစာတမ်းပြည့်တဲ့ကိစ္စတော်တော်နဲ့ပြီးသွားပြီဒါပဲဟော pre live မလွှင့်ခင်မှာကျွန်တော်ဘာတွေလုပ်တယ်ကျွန်တော်ဒီမှာဆိုရင်မနေ့ကလေးကကျွန်တော်နှိပ်ထားတာ24နာရီအခုပြည့်ဖို့10မိနစ်လောက်ပဲလိုတော့တယ်10မိနစ်နောက်10မိနစ်ဆိုရင်ကျွန်တော် live လုပ်လို့ရပြီအဲဒီမှာ channel intro ရနေပြီဒါမှကျွန်တော်အတန်ကြားအောင်အတန်ကြားအောင်ဘယ်မှာပြင်ရလဲဆိုတော့ဒီလေးပေါ်လာရင်စပြီးဒီမှာစပြီးစလွှင့်နေပြီတွန်းတဲ့အချိန်မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ထုံးစံတိုင်းမှာ channel intro ရွေးထားတယ်စပြီးဒီမှာ channel intro အဲဒီမှာကျွန်တော် live stream တွေလွှင့်နေအဲဒီတော့ကျွန်တော်ကို comment တွေမှာ messenger တွေမှာတော်တော်များလာမေးကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေကိုတယောက်ချင်းစီပြောဖို့ကအဆင်မပြေဘူးအဲ့တော့ကိုကအခုချိန်မှာစပြီးတော့ YouTube ကစလုပ်မယ် TikTok မှာဗီဒီယိုတွေတင်မယ် Facebook မှာဗီဒီယိုတွေတင်မယ်ဆိုရင် video editing basic workflow ကိုသိရမယ်အဲ့ဒါမှကိုဗီဒီယိုတွေမှာဘယ်လို editing လုပ်မယ်စာတမ်းကဘယ်လိုထုတ်မယ်အသံကဘယ်လိုထည့်မယ် color ကဘယ်လိုချိန်မယ်အဲ့လိုအကြောင်းအရာပေါင်းစုံကိုသိထားမှကိုယ့်ရဲ့ဗီဒီယိုတွေကပို့ပြီးတော့ကြည့်ကောင်းလာလိမ့်မယ်